မင်္ဂလာပါကလေးတို့ရေဦးတို့ရဲ့ပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘရင်ကြီးရဲ့တစ္ဆာပန်းဆိုတဲ့ပုံမြင်လေးကိုပြပြပြီးတော့မှာဖြစ်ပါတယ်ပုံမြင်လေးမစခင်ဦးတို့ရဲ့ channel ကို follow လုပ်ပေးတော့အောင်နော်ဟိုးရှိတုန်းကအရှိတိုင်းအတိုင်းပြည်တစ်ခုမှာသားသမီးရှိတဲ့ဘရင်ကြီးတစ်ပါးရှိပါတယ်ဘရင်ကြီးကအသက်ကြီးလာတဲ့အခါသူ့ရဲ့အရာကိုစက္ကန့်ဖို့အတွက်တိုင်းပြည်တွေကရိုးသားဖြောင်းမှတ်တဲ့ကလေးတစ်ယောက်ကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘရင်ကြီးဟာမြို့ထဲကကလေးအားလုံးကိုနန်းတော်ရှိကိုခေါ်လောက်ပါတယ်။ပြီးတော့ကလေးတစ်ယောက်ချင်းစီကိုပန်းမျိုးစိတ်တစ်စိစီဝေပေးလိုက်ပြီးအခုလိုအမိန့်ရှိပါတယ်။ဒီမျိုးစိတ်တွေကိုအိမ်မှာတည်တည်ချာချာစိုက်ပျိုးကြပါ။နောက်တစ်နေ့အကြာမှာဘသူ့ရဲ့ပန်းကအလားဆုံးဖြစ်မလဲဆိုတာကိုပြန်လာပြကြ။ပန်းအလားဆုံးစိုက်နေတဲ့သူကိုငါ့ရဲ့နန်းလျာအဖြစ်ရွေးချယ်မယ်။အဲ့ဒီကလေးတွေထဲမှာမောင်မင်းဆိုတဲ့ကောင်လေးတစ်ယောက်လည်းပါပါတယ်။သူဟာအိမ်ရောက်တာနဲ့ပန်းဟိုးထဲမှာမြေရောစာတွေထည့်ပြီးဘရင်ကြီးပေးတဲ့မျိုးစေ့ကိုအမြဲတမ်းစိုက်ပါတယ်။နေတိုင်းရေလောင်းနဲ့ပေါင်းတင်နဲ့ယူတစိုက်ပြုစုပါတယ်။ဒါပေမဲ့တစ်လကြာနှစ်လကြာလေမောင်မင်းရဲ့ပန်းဟိုးတွေကဘာပင်မှထွက်မလာပါဘူး။တခြားကလေးတွေကတော့ငါပင်ကတော့ဖူးတွေထက်နေပြီးငါပင်ကတော့ပွင့်နေပွင့်တော့မယ်ဆိုပြီးကြွားလုံးထုတ်နေကြပါတယ်။မောင်မင်းကတော့စိတ်မပြေပဲအပင်ထွက်လာနိုးနဲ့ဆက်ပြီးပြုစုနေခဲ့ပါတယ်။ဒီနေ့ပြည့်တဲ့နေ့မှာတော့ကလေးတွေအားလုံးဟာသူတို့ရဲ့ပန်းဟိုးတွေကိုကိုင်ပြီးနန်းတော်ရှိမှတန်းစီနေကြပါစေ။တယောက်ချင်းစီရဲ့ဘန်းဟိုးထဲမှာတော့အယောင်ဆုံးလှပတဲ့ဘက်တွေဟာဝေးဆဆာပွင့်နေကြတာပေါ့။မောင်မင်းတယောက်ပဲအပင်မပေါက်ပဲမြေကြီးကိုကိုင်ပြီးအချက်ကွဲနေတန်းစီနေရရှာတယ်။ဘရင်ကြီးရောက်လာပြီးကလေးတွေရဲ့ဘန်းဟိုးတွေကိုတစ်ခုချင်းစီလိုက်ကြည့်ပါတယ်။ပန်းနေဘလောက်လားဘရင်ကြီးကပြုံးဝင်ပြောပါတယ်။နောက်ဆုံးမှာတော့အိုးလို့ကိုကိုင်ပြီးမိုးချင်းတွေဖြစ်နေတဲ့မောင်မင်းရှိကိုရောက်လာပါတယ်။မင်းရဲ့ပန်းကဘာလို့အပင်မပေါက်တာလဲလို့ဘရင်ကြီးကမေးပါတယ်။မောင်မင်းကကျွန်တော်တက်နိုင်သမျှဂယူးဆိုင်ခဲ့ပါတယ်ရှင်မင်းကြီး။ဒါပေမဲ့ဘာလို့အပင်မပေါက်လဲကျွန်တော်လည်းမသိပါဘူးလို့ယူရိုသားသားဖြေလိုက်ပါတယ်။အဲဒီအခါမှာဘရင်ကြီးကမောင်မင်းရဲ့လက်ကိုဆွဲပြီးလူများရှိမှကျဉ်းညာလိုက်ပါတယ်။ဒီကောင်လေးဟာငါ့ရဲ့နန်းလျာပဲ။ဘာလို့ဆိုငါမနစ်ကပေးလိုက်တဲ့မျိုးစေ့တွေကပြုတ်ထားတဲ့မျိုးစေ့တွေမို့လို့ပဲ။ပြုတ်ထားတဲ့မျိုးစေ့ကအပင်ဘလို့မှမပေါက်နိုင်ဘူး။မင်းတို့အားလုံးကအပင်မပေါက်လို့နောက်ထပ်မျိုးစေ့အသစ်တွေနဲ့လဲပြီးစိုက်ခဲ့ကြတာမောင်မင်းတယောက်ပဲအမှန်တရားကိုရိုးသားသားဖော်ပြဝတ်နဲ့တတိရှိသူဖြစ်တယ်လို့မြင်ကြားလိုက်ပါတော့လေပုံမြင်လေးရတော့ဒါပါပဲကွယ်ပုံမြင်လေးရေးပြီးတဲ့သင်ခန်းစာကတော့အောင်မြင်မှုတဲ့ရိုးသားခြင်းဟာပိုပြီးတန်ဖိုးရှိပါလေလူအများကလိန်ညာနေကြတဲ့ကြားမှာကိုတယောက်တည်းအမှန်တိုင်းရက်တည်ဖို့တတိရှိရမှာပဲကလေးတွေရောဒီပုံမြင်လေးကနေပြီးတော့တခြားဘာသင်ခန်းစာလေးတွေရကြလေနောက်ထပ်အပိုင်းမှာစိတ်ဝင်စားစရာပုံမြင်လေးတွေနဲ့ပြတ်တွေးကြမယ်တတား